ဘောက်ချန်ခန်းချီ73အာဗြန်သမီးမောင်နှံတို့သည်လည်းလောတာနှင့်တကွမိမိတို့၌ရှိသမျှသောဥစ္စာကိုယူ၍အဂုတုပြည်မှထွက်သွားသဖြင့်အာနန်ပြည်တောင်ပိုင်းသို့ရောက်ကြ၏ထိုအခါအာဗြန်သည်သူနွားစသည်တို့ကို၎င်းရွှေငွေကို၎င်းအလွန်ရတတ်၏တဖန်တောင်ပိုင်းမှခီးသွား၍ဗေဒလနှင့်အတွင်ဗေဒလမြို့အာဤမြို့ဆက်ချာ၌အထက်ကတဲကိုဆောက်၍ရှစ်ပလင်ကိုတီခဲ့ပူသောအရက်သို့ရောက်ပြန်လျင်ထိုအရက်တွင်ထာဝရဘုရား၏နာမတော်ကိုငါပြု၏အာဗြန်နှင့်အတူလိုက်လာသောလောတာသည်လည်းသူနွားများနှင့်တဲအများရှိသဖြင့်ထိုလူနှစ်ဦးတို့သည်အတူနေခြင်းကထိုမြေမဆက်နိုင်ဥစ္စာများလုံး၍သူတို့သည်တရက်တည်းမနေနိုင်ကြအာဗြန်၏နွားချောင်းသားလောတာ၏နွားချောင်းသားတို့သည်လည်းခိုက်ရန်ပြုကြ၏ထိုအခါခါနန်အမျိုးသားဖေရစီအမျိုးသားတို့သည်ထိုပြည်၌နေကြသည်အာဗြန်ကလည်းငါတို့သည်မိအကိုချင်းဖြစ်လျက်ငါနှင့်တင်၌၎င်းငါနွားချောင်းသားတို့နှင့်ပြင်နွားချောင်းသားတို့၌၎င်းခိုက်ရန်မရှိပါစေနှင့်မြေတစ်ပြင်လုံးသည်တင့်ရှိမှရှိသည်မဟုတ်လောငါနှင့်ခွာ၍နေပါလောသင်သည်လက်ဝဲဘက်သို့သွားလျှင်ငါသည်လက်ရဘက်သို့သွားမည်သင်သည်လက်ရဘက်သို့သွားလျှင်ငါသည်လက်ဝဲဘက်သို့သွားမည်ဟုဆို၏ထိုကာလအခါသောဒုံမြို့နှင့်ဂေါမောရမြို့တို့ကိုထာဝရဘုရားဖြစ်စီတော်မူမည်ဇောရမြို့သို့သွားသောလမ်းယော်ဒန်မြစ်ပတ်ဝန်းကျင်အရရ၌ရေများ၍ထာဝရဘုရား၏ဥယျာဉ်တော်ကဲ့သို့၎င်းအဂုတုပြည်ကဲ့သို့၎င်းဖြစ်သည်ကိုလောတာမြုပ်ကြည့်၍မြင်လျင်ယော်ဒန်ချိုင့်တစ်လျှောက်လုံးကိုရွေးချယ်၍အရှိသို့ပြောင်းသွားသဖြင့်အချင်းချင်းတဦးနှင့်တဦးကွဲပြားကြ၏အာဗြန်သည်ခါနန်ပြည်၌နေလေ၏လောတာမူကားမြစ်ပတ်ဝန်းကျင်မြို့တို့တွင်နေ၍သောဒုံမြို့နားမှတဲကိုဆောက်လေ၏သောဒုံမြို့သားတို့သည်ဆိုသောသူထာဝရဘုရားရှိ၌အလွန်အပြစ်များသောသူဖြစ်ကြသည်လောတာသည်အာဗြန်နှင့်ခွာ၍သွားပြီးမှထာဝရဘုရားသည်အာဗြန်ကိုခေါ်၍တင်ရှိသောအရက်ကတောင်မြောက်အရှိအနောက်သို့မြှော်ကြည့်လော့တင်မြင်သောမြေတစ်ပြင်လုံးကိုတင်နှင့်တင်၏အမျိုးနွယ်အားငါသည်ကာလအစဉ်မြဲပေးမည်တင်၏အမျိုးနွယ်ကိုမြေမှုတ်ကဲ့သို့နာမြပြားစေမည်သို့ဖြစ်၍လူသည်မြေမုံကိုရေတွက်နိုင်လေတင်၏အမျိုးနွယ်ကိုရေတွက်နိုင်ကြလိမ့်မည်တင်ထား၍မြေကိုအလျားအားဖြင့်၎င်းအနံ့အားဖြင့်၎င်းရှောက်သွားလော့တင်အားငါပေးမည်ဟုမိန့်တော်မူ၏တဖန်အာဗြန်သည်တဲကိုပြောင်း၍ဟေဘရုန်မြို့မရီတပိတ်တော်သို့ရောက်မှနေရာချ၍ထာဝရဘုရားဖို့ဤပလင်ကိုဤလေ၏